ဓာထိုးကန်တဲ့တဲမှာလုံးမှာဖြစ်ပါတယ်အဲ့အားလုံးနည်းလေးပြောပြပေးပါမယ်အဲ့တော့စလိုက်ရအောင်အရင်ဦးဆုံးကြောင်းအညီတွေဝတ်ပါမယ်ရပါပြီစပင်ကတော့ကြိုက်တဲ့ဟာကြီးလို့ရပါတယ်ပထမဆုံးစင်နဲ့ဝတ်ပါမယ်ပြီးရင်အောက်ကိုလှမ်းပြီးတော့ဒီနှစ်ခုဖွင့်လိုက်ပါမယ်ပြီးရင်ဒီဟာကိုတစ်ချက်နှိပ်မယ်ပြီးရင်ဒီဥစ္စာကို၄ချက်နှိပ်မယ်ပြီးလို့ရှိရင်တော့အနှုတ်လေးတစ်ခုနှိပ်မယ်ပြီးရင်တော့အင်ဂျီတက်လဲမယ်ပြီးရင်ထပ်ပြီးတော့တက်လုံးမယ်ခုနလိုပဲဒီဟာတစ်ချက်နှိပ်ဒီဟာ1 2 3 4အခုကအနှုတ်လေးတစ်ခုနှိပ်ပါမယ်ပြီးလို့ရှိရင်ဒီထဲဝင်လိုက်မယ်ပြီးရင်အဲ့ဒါကိုနှိပ်သွားမယ်ဒီလောက်ဆိုရင်ရပါပြီပြီးရင်ဓာတ်လေးကင်လိုက်မယ်ပြီးရင်တော့ရပါပြီအဲ့တော့ဓာတ်ထိုးခံရတဲ့တဲမလေးရပါပြီအားလုံးပဲဘိုင်ဘိုင်